နေ့တစ်ခုရဲ့ခါသမယလေးမှာဆိုကျွန်တော်တို့တရက်နေ့ကစပြီးတော့ကျွန်တော်ဒီကားမောင်းမြဝေခြင်းအစီအစဉ်ကိုနားခဲ့တာဖြစ်ပါတယ်ဒီကနေ့မှကျွန်တော်ရဲ့တငယ်ချင်းတွေကကျွန်တော်ဒီကာညနာအကျိုးဆောင်အလုပ်မှာပြန်လဲစတင်မှာဖြစ်တဲ့အတွက်ကိုမကြမီအချိန်တွင်းမှာစမှာဖြစ်ပါတယ်ကျွန်တော်တငယ်ချင်းတွေကကြိုတင်ပြီးတော့ချိတ်ဆက်လာခဲ့ဖြစ်ပါတယ်မြဝေပေးဖို့အစီအစဉ်မှာသူ့ရဲ့တူလေးတွေသူတို့ပတ်သက်ကြပါဗျာကျွန်တော်တူလေးတွေကိုမြဝေပါဆိုတဲ့အစီအစဉ်နဲ့ကြိုတင်ပြီးတော့ချိတ်ဆက်လာဖြစ်ပါတယ်နေ့တင်မှာကိုစိတ်နှပါကျမ်းမှာချမ်းသာကြပါစေကြောင်းကျွန်တော်ဆုမွန်ကောင်းလဲတောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ပန်းကပမြေကလည်းအမြဲတမ်းကြိုးစိုးနေပါတယ်ခင်ဗျာ